မာရှယ်အပ်နဲ့ကွန်ဘတ်စပေါ့တို့ရဲ့ကွာခြားပုံကိုထင်ထင်ရှားရှားသိကြဖို့မာရှယ်အပ်ကိုမြမရွရတိုင်းကွန်ဘတ်စပေါ့ကိုမြမရွရလက်ဝဲတို့နဲ့ကိုစားပြုတင်ဆက်သွားပါမယ်ဒီနှစ်ခုစလုံးဟာကျွန်တော်တို့နိုင်ငံရဲ့ဂုဏ်ယူစရာအမွေအနှစ်တွေဖြစ်ပါတယ်ဒါပေမဲ့လူအများစုကဒီနှစ်ခုကိုအတူတူပဲလို့ရောထွေးစွာသတ်မှတ်တတ်ကြပါတယ်တကယ်တမ်းတော့မြမတိုင်းဆိုတာကိုခံပညာမာရှယ်အပ်အမျိုးအစားဖြစ်ပြီးမြမလက်ဝဲကတော့တိုက်ခိုက်ရေးအားကစားကွန်ဘတ်စပေါ့အမျိုးအစားဖြစ်ပါတယ်အပေါ်ယံကြည့်ရင်တိုက်ခိုက်တာချင်းတူတကြောင်ရှိပေမဲ့ဒီပညာရေးနှစ်ခုရဲ့အနှစ်သာရရည်ရွယ်ချက်နဲ့လက်တွေ့အသုံးချမှုပိုင်းတွေဟာလုံးဝကိုကွဲပြားပါတယ်ဒီနေ့ဗီဒီယိုမှာတော့အချက်လက်တွေပေါ်အခြေခံပြီးဒီနှစ်ခုရဲ့အဓိကကွာခြားချက်တွေကိုဓမ္မဒိဋ္ဌံကြကြလေ့လာကြည့်ပါမယ်မင်္ဂလာပါ MSC Plus ကနေကြိုဆိုပါတယ်ပထမဦးဆုံးမြန်မာရွရတိုင်းမာရှယ်အပ်ကိုကြည့်အောင်ပါတိုင်းပညာရေးမူလသင်မြစ်ကစစ်ပွဲတွေအသက်ရှင်သန်ရေးနဲ့မိမိကိုယ်ကိုကာကွယ်ရေးအတွက်ပေါ်ပေါက်လာခဲ့တာပါတိုင်းပညာရေးလက်ဝဲလိုလက်ကြီးတသက်တာမကပါဘူးဒုတ်ဒါလှန်စတဲ့လက်နက်ကင်ပညာဗန်ရှည်တွေလည်းပါဝင်ပါတယ်ရည်ရွယ်ချက်ကပြန်ကွင်းထဲမှာနိုင်ယူဖို့မဟုတ်ပဲပြင်ပလောကရဲ့ချင်းချောက်မှုတွေကနေလွတ်မြောက်ဖို့ပါလမ်းဘေးမှာရန်ဖြစ်ရင်ဒိုင်လူကြီးမရှိပါဘူးအနေရတစ်ခုကြောက်ရလာရင်ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ပါဒါအပြင်တိုင်းပညာဟာရုပ်ပိုင်းဆိုင်ရာသာမကစိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုတီလာဆောင်ထိန်မှုနဲ့ဆရာသမားဖို့ယူသိမှုဆိုတဲ့နည်းနည်းတဲ့တွေးခေါ်တွေကိုပါအခြေခံထားပါတယ်တိုင်းပညာမှာတိုင်းပြိုင်ပွဲတွေရှိကြပါတယ်ဒါပေမဲ့မြမရွရလက်ဝဲကွန်ဘတ်စပေါ့ရောက်လာတဲ့အခါမှာတော့ရည်ရွယ်ချက်ကပြိုင်ဆိုင်မှုကွန်ပီတီရှင်ပါလက်ဝဲဆိုတာတိုင်းပညာရဲ့အစိတ်ပိုင်းတစ်ခုတည်းကနေစီးမြင့်စည်းကမ်းတွေနဲ့ရှင်ပြိုင်လို့ရအောင်တည်တံ့ခွဲထုတ်ထားတဲ့အားကစားတစ်ရက်ဖြစ်ပါတယ်စီးမြင့်စည်းကမ်း rule and regulation တွေရှိပါတယ်မြမလက်ဝဲဟာလက်ပလာနဲ့ထိုးရတဲ့ကြမ်းတမ်းတဲ့အားကစားနည်းဖြစ်ပေမဲ့သူ့မှာဒိုင်လူကြီးရှိပါတယ်3မိနစ်5တီဆိုတဲ့အချိန်ကန့်သက် round တွေရှိပါတယ်အနားတောင်းတာမျိုးတွေရှိပါတယ်ခွင့်ပြုထားတဲ့တိုက်ခိုက်နည်းလက်သီးခြေကန်ဒူးတရောင်းခေါင်းတိုက်ကိုမျိုးသာသုံးခွင့်ရှိပြီးတားမြစ်ချက်တွေရှိပါတယ်ရန်သူကိုတတ်ဖို့မဟုတ်ပဲအလဲထိုးနှုတ်ကောင်းတဲ့အနိုင်ယူဖို့လေ့ကျင့်ရပါတယ်ဒါကြောင့်လက်ဝဲသမားတွေဟာတိုင်းကွက်တွေအများကြီးလေးလာနေမဲ့အစားလက်တွေ့မှာအလုပ်ဖြစ်မဲ့ထိုးချက်ကန်ချက်အနေငယ်ကိုပဲထက်ခါတလေလေသွေးထွက်တန်ယူခံပြီးအာကစားသိပ္ပံနီးကြအထူးပြုလေ့ကျင့်ကြတာဖြစ်ပါတယ်ဒီနေရာမှာတိုင်းကပူကောင်းသလားလက်ဝဲကပူကောင်းသလားဆိုတဲ့ငင်းခုန်မှုတွေမကြခဏရှိတတ်ပါတယ်တကယ်လက်တွေ့မှာတော့ဒီနှစ်ခုကိုတိုက်ရိုက်ရှင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးဘာလို့လဲဆိုတော့သူတို့ရဲ့ကစားကွက်ကမတူလို့ပါလက်ဝဲသမားတွေဟာနေ့စဉ်နဲ့မျှ pressure testing လို့ခေါ်တဲ့တရားရာခိုင်နှုန်းအားပါတဲ့အစစ်မှန်ခုခံတိုက်ခိုက်မှုတွေနဲ့လေ့ကျင့်ကြတဲ့အတွက်ပြိုင်ပွဲထဲမှာသူတို့ရဲ့ခံနိုင်ရည်နဲ့တုံ့ပြန်မှုကအမြင့်ဆုံးမှရှိပါတယ်ဒါပေမဲ့ပြင်ပလောကမှာလက်နက်ပါလာတဲ့ရန်သူမျိုးလူအများစုနဲ့ဝိုင်းတိုက်ခိုက်ခံရတဲ့အခြေအနေမျိုးသို့မဟုတ်ဥပဒေကြောင်းအရအသေးချင်းမတိုက်ခိုက်ပဲထိန်းချုပ်ဖမ်းဆီးရမယ့်အခြေအနေမျိုးတွေမှာကြတော့မြန်မာရွရတိုင်းပညာရဲ့ကျေပြန့်တဲ့ဤစနစ်တွေကသာအထူးအဆုံးဖြစ်သွားပြန်ပါတယ်ပန်းတီနဲ့လေမိုတီကိုနှိုင်းယှဉ်လို့မရသလိုပါပဲသူ့နေရာနဲ့သူအစွမ်းထက်ကြတာဖြစ်ပါတယ်တခါလေမှာတော့ကြားတွေတော့ပြောင်းကစားတာမျိုးတော့ချွင်းချက်တွေရှိနိုင်ပါတယ်အမမေပွဲတဲ့အစပိုင်းတုန်းကတိုင်းပေါင်းစုံသမားတွေကိုတက်တာနဲ့ချတာမျိုးတွေရှိခဲ့ပါတယ်ဘောဇင်သမားနဲ့စူမိုနပန်းသမားတို့ကိုတန်တကာထဲမှာစိတ်ကြိုက်ချခိုင်းတာမျိုးတွေပါဒါတွေကအသက်အနေရများတာမို့နောက်ပိုင်းအစိုးရတွေကခွင့်မပြုတော့ပါဘူးနောက်တစ်ခုကမွေထိုင်းကနဝင်ဖိုက်တာဘူခေါင်နဲ့တရုတ်ရှောင်းလင်ဖုံရီလုံတို့ထိုးတာမျိုးပါဒါပေမဲ့သူတို့ဟာကစ်ပေါက်စင်ကစားနည်းကိုမှဟိုဟာဒီယာနည်းနည်းစီစီးမင်းတွေညှိနှိုင်းပြီးထိုးတဲ့ပြိုင်ပွဲမျိုးဖြစ်ပါတယ်နောက်တစ်မျိုးကတော့အရင်မာရှယ်အပ်ကိုသင်ခဲ့ပြီးနောက်ကွန်ဘတ်စပေါ့တွေဝင်ခဲ့တာမျိုးပါမြန်မာရွရလက်ဝဲချန်ပီယံတယောက်ဖြစ်တဲ့တူတူဟာမူလကကရာတေးဆိုတဲ့မာရှယ်အပ်ကိုသင်ကြားတက်မြောက်ခဲ့သူဖြစ်ပါတယ်နောက်မှလက်ဝဲဆိုတဲ့ကွန်ဘတ်စပေါ့လောကထဲဝင်ရောက်လာခဲ့တာပါအနှစ်ချုပ်ရရင်မြန်မာရွရတိုင်းမာရှယ်အပ်ဟာနိုင်ငံရဲ့ယဉ်ကျေးမှုအမွေနဲ့လက်နက်ကင်ပညာနဲ့အခြေခံကိုကာကွယ်ရေးအတွက်အလွန်ပြည့်စုံတဲ့ပညာရက်တွေဖြစ်ပါတယ်မြန်မာလက်ဝဲကွန်ဘတ်စပေါ့ကတော့သတ်မှတ်ထားတဲ့စီးမင်းတွေအောက်မှာလူသားတစ်ယောက်ရဲ့အမြင့်ဆုံးရုပ်ပိုင်းဆိုင်ရာကြက်ခိုင်မှုနဲ့တိုက်ခိုက်ရေးစွမ်းရည်ကိုသက်သေပြရတဲ့အားကစားပွဲဖြစ်ပါတယ်အဆုံးစွန်ပြောရရင်တော့
နှစ်ခုစလုံးဟာမျိုးဆက်တစ်ခုကနေတစ်ခုကိုလက်ဆင့်ကမ်းလာတဲ့သွေးပါတဲ့ပြည်နယ်ရက်တွေကြီးပါပဲမိတ်ဆွေတို့အနေနဲ့ရောမြမရွရတိုင်းနဲ့မြမလက်ဝဲတို့အကြောင်းကိုဆွေးနွေးခြင်းနဲ့ဆိုရင်ကောမန့်မှာအကျိုးကြောင့်နဲ့တကွဝင်းရဆွေးနွေးပေးခဲ့ပါအောင်ခင်ဗျာ